လက်မေးနာကကိုယ်ဆိုင်ထဲမှာမထိုင်နိုင်ဘူးဝတ်တီတူတီကိုဖီဆိုင်မှာမတော့ချင်ဘူးအချစ်သေးစွာရဲ့တခင်လေးပါကွယ်ဟိုတယ်မှာကိုကာကိုလာတော့ဖို့ခေါ်တယ်ကာတိုစီဘိုဝါသနာတူ